အကယ်၍တင်ကရေအောက်ကမီနိုငါးလို့လူသိများတဲ့ကလောင်ဖစ်နဲ့အင်္ဂလာဖစ်တို့သာဖြစ်ခဲ့မယ်ဆိုရင်ခုပြောမဲ့ထူးဆန်းတဲ့မျိုးပွားနည်းနဲ့မျိုးပွားရမှာဖြစ်ပါတယ်ဒီမီနိုငါးတွေကမမေရရတော့မဟုတ်ဘူးဗျလွန်ခဲ့တဲ့နှစ်ပေါင်း65တန်းကျော်ကလေးကရှိခဲ့တဲ့ငါးတွေဖြစ်တယ်ဒါပေမဲ့ဒီနှစ်65တန်းကျော်လုံးဖြစ်ကျော်ခဲ့တဲ့သူတို့ရဲ့မျိုးပွားနည်းကတော့စမ်းတယ်သူတို့ကစတင်မွေးဖွားလာကလေးကအဖိုတွေကြီးမွေးဖွားတယ်ပြီးတော့အုပ်စုတစ်ခုမှဆိုအဖို6កောင်ဝန်းကျင်ရှိတယ်အဲ့ဒီတဲကမှအကောင်ကြီးတဲ့တကောင်ကအမားအဖြစ်စတင်ပြောင်းလဲပေးရတယ်ဒါကသူတို့မျိုးရိုးကိုထိမ့်သိမ့်နေတနည်းဖြစ်တယ်ဆိုပါတော့အကယ်၍တင်ကမီနိုငါးဖြစ်ပြီးဂျင်စော့တဲ့ခတ်တောင်းတောင်အထီးတကောင်ဆိုပါတော့တင်တို့အုပ်စုတွေကတကောင်နဲ့တော့အမားကတည်သွားတာဒါမှမဟုတ်ပျောက်ကွယ်သွားတာမျိုးဆိုရင်အမှပြဿနာစတက်ပြီအုပ်စုထဲမှာအမားမရှိတော့တဲ့အခါမှာမျိုးပွားဖို့လိုအပ်လာပြီးအဲ့ဒီအချိန်မှာတင်ကအုပ်စုထဲမှာကြီးထွားတဲ့ခန္ဓာကိုယ်နဲ့ဆိုတော့တင်ကိုဗီယမအဖြစ်မြောက်စားလိုက်ပြီးတင်ကအထီးကနေအမားဖြစ်သူပြောင်းလဲပေးရပြီးမျိုးဆက်ပွားပေးရတယ်။ဘာလို့ခန္ဓာကိုယ်ကြီးတာကိုရွေးတာလဲဆိုတော့မျိုးဥတွေပုံမဥနိုင်အောင်လို့ဒီလိုမျိုးပွားနည်းနဲ့မီနိုငါးလို့ခေါ်တဲ့ကလောင်ဖစ်တွေဟာနှစ်ပေါင်း65တန်းကျော်ဖြတ်တန်းလာကြတာဖြစ်တယ်။ဒုတိယမျိုးစိတ်ကတော့အင်္ဂလာဖစ်ပါဒီငါးကတော့နည်းနည်းထူးဆန်းတဲ့မျိုးစိတ်ဖြစ်ပြီးသူ့ရဲ့မျိုးပွားပုံကို sexual parasitism လို့တောင်ခေါ်ဝေါ်ကြပါတယ်ဒီအင်္ဂလာဖစ်အမတကောင်က၄ပေအထိရှိတယ်အထီးကတော့သေးငယ်ပြီးတလက်မအရွယ်လေးသာရှိတာအကယ်၍တင်ကဒီငါးဖြစ်ပြီးဆိုရင်မျိုးပွားဖို့အတွက်အမငါးကိုစတင်ရှာဖွေရတယ်ရှာဖွေဖို့အတွက်မပူနဲ့ဒီငါးရဲ့အနံ့ခံအင်္ဂါတွေကပုံမှန်ငါးတွေထက်ပိုကြီးရမို့အနံ့ပုတ်ခံနိုင်တယ်ဒီလိုနဲ့အမငါးကိုရှာဖွေဖို့စတင်ရမယ်ရှာဖွေတဲ့အခါမှာလည်းတင်ကအနံ့ခံကောင်းတာရဲ့အမငါးရဲ့ဖီရိုမိုနီလို့ခေါ်တဲ့ရိုးဝံအနံ့လေးကြောင့်တင်ကအရှိန်ကြာကြီးရှာစေရမလို့ပဲတွေ့မှာပါဒီလိုနဲ့အမငါးကိုတွေ့တော့သူမခန္ဓာကိုယ်ကိုအရင်ကိုက်လိုက်ပြီးပယ်ကက်လိုက်ပါတယ်အရှိန်ကြာလာတာနဲ့အမျှအမငါးရဲ့ခန္ဓာကိုယ်နဲ့ငါးအထီးရဲ့ပါးစပ်တွေကပေါင်းဆက်သွားတယ်ဒါတွေမဲလားဆိုတော့မဟုတ်သေးဘူးသွေးလက်ပတ်မှုစနစ်တွေကလည်းတစ်ခုတည်းဖြစ်သွားတယ်ဒီလိုပေါင်းဆက်ပြီးရင်တော့အဖိုးငါးကအစာရှာဖို့မလိုအပ်တော့ပါဘူးမိမလှုပ်စာထိုင်စားနေုံပဲအဖိုးငါးရဲ့အလုပ်ဆိုလို့မျိုးအောင်မို့အတွက်တစ်ခုတည်းသောအရာကိုပေးဖို့ပဲဆိုတော့ဇလန်လေးကပြီးပါပြီနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ